ကျွန်တော်မခိုးကောင်းဆွေကျွန်တော်မခိုးအဲ့ဒါ မဟုတ်ဘူးကိုထုံးမဒီပစ္စည်းကိုဒီစတိုကန်နဲ့မှပဲထားတာအဲ့စတိုကန်တော့ကင်ခွင့်ရှိရလဲခမ ्या နဲ့ကျွန်တော်2ယောက်တည်းပဲယုံကြည်မှုကိုခမ ्या အတုံးချလိုက်ပြီးထင်တယ်ဗျာဟုတ်လား ကျွန်တော်အဲ့လိုမပြောနဲ့ဗျာခင်ဗျားနဲ့ကျုံနဲ့လက်တွဲလာတာကြာပြီဘာဖြစ်ဘူးလဲဘာပြဿနာတက်ဘူးလဲခင်ဗျားသားလာတယ်ဒီပစ္စည်းပြောက်တာဒါပထမဆုံးအကြိမ်ပဲ ခမ ्या ကျွန်တော်သားပေါ်အဖြစ်ပုံချဖို့မကြိုးစားပါနဲ့ဗျာကျွန်တော်သားဘွဲ့ရပညာတတ်ပြီးသားငယ်ငယ်လေးတွေကလိမ္မာရေးချရှိအောင်တွန့်တင်လာခဲ့တာ ခင်ဗျားသားလိမ္မာဆိုတာတေချာလို့လား ကျုပ်သားပဲကျုပ်ယုံတာပေါ့ဗျာ ကောင်းဆွေခင်ဗျားလုံနေတဲ့အလုပ်မှာကျုပ်ဘာမှဝင်မပါဘူးနော်ခင်ဗျားစီဝိုင်းကိစ္စခင်ဗျားမိသားစုကိစ္စမပါဘဲနဲ့နေတာပါလည်းမပါချင်ဘူးအခုကမပါလို့မရတော့ဘူးခင်ဗျားပြောနေတဲ့စကားကျုပ်ဂုံတိတ်ခါအောင်အများကြီးထိခိုက်နေတယ်ခင်ဗျားသားမနေ့ကလာတယ်သူတငယ်ချင်းတွေလည်းပါလာတယ်ခင်ဗျားစိုးကန်းနဲ့ပစ္စည်းယူခိုင်းလို့ဆိုကျုပ်စီကတော့တောင်းတယ်ကျုပ်မပေးလို့ရမလားခင်ဗျားသားဆိုတော့ပေးလိုက်တယ်အဲ့ခါနဲ့အကြာကြီးပဲကျုပ်ပြန်သွားတော့အဲ့ကောင်ကြံရင်ခဲ့တယ် ခမ ्या အပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားပါနဲ့ရဲလက်ကိုမအပ်စေခြင်းပစ္စည်းတန်ဖို့လျော်ပေးမလျော်ပေးနိုင်ရင်အလုတ်ထွက်ခမ ्या နဲ့ကျုပ်လက်တွဲလို့ဖို့မဖြစ်တော့ဘူးဗျာ နင်းအဲ့အလုတ်ထွက်ဆိုတဲ့ဇာတ်ကားကိုကျုပ်မျက်နှာကြည့်ပြော ခမ ्या အလုတ်ထွက်ဗျာ ကောင်းပြီထွက်တယ်အခုပဲထွက်တယ် ကိုထုံးရှင်တို့ကပြန်လာစောလာတယ် အေးစောတယ် ကျွန်တော်မှလည်းပါလာ ဘာ ဟာလုံးလည်းပြန်မြေးရှင်ရလဲအိမ်မှာလောက်ကိုရှင်လည်းမစဘောတင်ရတော့မယ်ဆန်မှလည်းဆန်ကကုန်နေပြီရှုပ်တေချာရှစ်တလေးဆက်ပတ်စံထုတ်ခဲ့ပါတေချာပြောတယ်မှားလိုက်တယ်ရှင်ဖြတ်လုံးမလာဘူးလွန်မဲ့ဒီရှစ်တလေးဆက်ကျမလည်းသွားထုတ်ခဲ့ အဲ့ဒီညလွတ်တာရင်လည်းရရတော့ကွာအလုတ်ကပြဿနာတက်တယ်စကားညတာ မညာလို့မရဘူးမညာလို့မရဘူးရှင်အိမ်မှာလည်းလာလို့တခါစောင်းအိုးဖွင့်ကြည့်ဘူးလားဟင်ဈေးတော့တစ်ခါသွားဘူးတလားဟဲ့ရှင်ပေးတဲ့လာတာလေကုန်စင်းတော့ချေနေလုံးဝချီပြတော့မမှီဘူးသိရလားအခုအင်ရှင်လာပြီမလူကြုံနဲ့စာတမျိုးသူ့ကိုယ်နဲ့လာတမျိုးလာပြရမလားကိုယ်သူ့စမောပေးရမယ်တဲ့ကျမလည်းလာကိုယ်ပေးရမယ်ဂရိပေးလိုက်တယ်ကျမဘယ်လိုလုပ်မှလဲကျမကလည်းဘလို့ကထားမှလဲ ဟုတ်ကဲ့တို့တည်းစတဲ့ငါ့ကိုမြင်းနေငါအဲ့ဒါမကြားချင်ဟောမပြောပါနဲ့ မကြားချင်လို့မရဘူးလေမကြားချင်လို့မရဘူးရှင်အိမ်တော်ဦးစီအိမ်မှာဖြစ်တဲ့ပြဿနာကိုရှင်းရှင်းရမယ်ဟာငါမှတော့လေငါ့ကိုကြာအလုပ်ကိစ္စမှာပတ်ဆက်ရှာတာပင်မနေဆိုပြီးအိမ်မှာဖြစ်ပြပြဿနာတွေရှင်းမပြောဘဲနဲ့ကိုယ့်ကိုဖြစ်ရှင်းပြဿနာအများကြီးပဲရှင်းအဲ့ဒါမသိဘူး ဟောဘာများတာကွာငါပြောနေတာတက်လာလေအလုတ်ထဲမှာငါအလုတ်ပြုတ်သွားပြီ ဘာရှင်အလုပ်ပြုတ်ခဲ့ပြီဟဲ့လားဟင်အလုပ်ပြုတ်ခဲ့ပြီဟာရှင်ဘာမှမလုပ်လဲရှင်ဘာမှမလုပ်လဲ ဘာလို့အောင်လဲငါကားပြင်နေလို့ကားပဲပြင်မှာပေါ့သူ့လိုတဲ့ကြီးပြောက်လို့ငါလောက်တာမဟုတ်ဘူးလို့ပြောတာလုံးဝပြောလို့ငါအလုတ်ထွက်ဆိုငါအဲ့အလုတ်ထွက်ဆိုတဲ့စကားကငါလက်ခံတယ် ရှင်အကြောင်းတစ်ခုမရှိဘဲနဲ့ရှင်အလုံးမဖြုတ်နော်ရှင်အကြောင်းတစ်ခုရှင်ဟိုကရှင်အလုံးဖြုတ်လိုက်တာနေမှာရှင်ဘာသာလုပ်ထားလဲပြော ဟာဒီမင်းကငါပါရိုက်ပြလိုက်မယ်ငါပြောတာနားတော့ဟုတ်ညီပြောနေတာပဲစွတ်ပြောမနေနဲ့ငါတခိုးမဟုတ်ဘူးသူ့ပစ္စည်းပြောက်တယ်ငါတောင်းယူထားတဲ့စက်ပိုင်းဆိုင်ရာပစ္စည်းပြောက်တယ်ခိုးတာသူ့သားဘိန်းစားငါဘယ်လုံးမပြောလို့မရဘူးဒီကောင်ခိုးနေတာကြားပြီငါမပြောချင်တာသူတို့သားဖကိစ္စပဲလေဆိုပြီးငါလွတ်ထားတယ်အခုငါတောင်းယူတဲ့နေရာပစ္စည်းပြောက်တယ်ငါပြောတယ်ခင်ဗျားသားခိုးတာမဟုတ်ဘူးတဲ့သူ့သားကသူအပြစ်မြင်တယ်ငါပြဿနာရှာတာဘလို့မှရှင်းပြလို့မရဘူးအဲ့ဆိုပြီးရောရဆိုငါလှုပ်ထုတ်တယ်ငါလည်းထွက်တယ်ဒါပဲ အဲ့နဲ့ရှင်အလုပ်ပြုတ်ခဲ့ပြီပေါ့ရှင်မခိုးပါဘူးကြာရှင်တက်တဲ့တက်ကလည်းမပြခဲ့ဘူးလားမပြောခဲ့ဘူးလား ပြောတယ်ငါအများကြီးပြောတယ်ငါခိုးတာမဟုတ်ခိုးတာခမည်းသားဘလို့မှပြောလို့မရသူတို့ကအတိုင်းဝဲအများကြီးအများနဲ့တယောက်ငါမှန်ပြီမဲ့မှားပါတယ်ဆက်စကားမပြောချင်တော့အဲ့ကြောင့်ငါထွက်လာ ရှင်ဟာရှင်နောက်မစင်းစားအဲ့လိုဖြစ်ရမှာအခုရှင်အလုပ်ပြုတ်ပြီကျမတို့ဘာနဲ့သွားစားမလဲ စဉ်းစားနေတယ်ငါနောက်အလုပ်တစ်ခုလုပ်ရမယ်ဆိုတာငါသိတယ် မရှင်စင်းသားဖို့အချိန်မပေးဘူးအေးရှင်ကကျမတို့အိမ်မနေချမှာဘယ်မှာသွားနေချမှာလဲ ငါဒီပစ္စည်းတွေနဲ့ပဲရင်းနှီးတာဒီဝါရှော့အလုပ်ကိုပြန်လုပ်အောင် ဟဲ့အာဘာလို့အဲ့လောက်အောင်နေလဲကွာ ဘာဖြစ်ပါဘူး ဘာမှဖြစ်ပဲနေမင်းအဲ့လောက်မဟုတ်ပါဘူးမင်းတကူဖြစ်ပါဘာဖြစ်လဲပြော ဟာကျွန်တော်ပိုက်ထဲမှာအစာရ
ကားပြောနေပြီဗျကွေးကွေးကွေးနဲ့ ဟောရဘိုက်စားလို့ကွာအမေအဆန်းလို့ အဲ့အောင်ဘာလာပြန်လိုက်ရင်သမင်းစားလို့ဗျအဲ့သမင်းစားလို့အမေအမေ ဟဲ့အော်ဒီစင်နဲ့ဘာဖြစ်လဲ ဟာအမေမသားလေ အမေထုံးစံနိုင်ပေါ့ ငါဘိုက်စားလာပြီကောင်းကွေးကွေးဘိုက်ဆက်လေ ဘဲပြုံနဲ့ချင်းဟင်း ဒီတော့တနေ့ကဒီဟင်းနေပြီဗျဟာတခုပါ ။ညောင်စတော့ကလေအိမ်ပြန်ရောက်ရင်အိမ်နေအောင်မဆန်နဲ့ဟာကိုထိုးနေရ ကဲဖတ်ရွှေကြောင့်ဗဇက်လေးပိတ်နေတော့ဘာဘာမှမစားလိုက်တော့ဘိုးကဆွဲကြည့်ကြ ငါရငါ ဆောင်းဘိုက်စားလာပေါ့ မင်းရောမင်းရောကော ညစားတော့မင်း မစားပါ ဒီရက်ကတော့လူမဲလုံနေစို့ ငါအဖေကပြော ဒီပြောတာမျိုးတော့ငါပြန်မေးမနေမှာငါမေးတာဖြေသားမှာ လူမဲလောက်တာမဟုတ်ပါဘူးဗျာပြဿနာတစ်ခုကိုဖြေရှင်းတတ်တဲ့နေနဲ့ဖြေရှင်းလိုက် ရောမင်းဆိုင်ဝင်သွားရင်ပတ်စံရှိမှပတ်စံပေးမှစားလို့ရဆိုမင်းတိထားဖို့ကောင်းတယ်ကွာ သိရပါဘောဖေကျွန်တော်ပေးတယ်ပတ်စံမရှိတယ်အဲ့ဘယ်လိုလုပ်မလဲ ပတ်စံမရှိမစားနဲ့ပေါ့ကွာ ဟာမစားလို့ရမလားအမေကဘိုက်စားရတဲ့သမင်းမစားလို့ဘာသာစားမလဲ အဲ့ဒါဆိုရင်ကိုယ့်အိမ်မှာကိုစားပေါ့ အမေကအဲ့တဲ့အိမ်မှာစံမရှိလို့တဲ့သမင်းမချက်ဘူးအဲ့ကိုဘိုက်ကိစ္စကိုဘာကိုရှင်းတယ်ကိုပြဿနာကိုရှင်းလိုက်တာ ဟုတ်တယ်ကျွန်တော်အဲ့ဒီကမွန်ကားညပေါ်ကျွန်တော်ဘိုက်ကိစ္စတော့ဆင်းရတယ် ။သမီးကတော့တငယ်ချင်းတယောက်အိမ်မှာသွားလေပြီးထမင်းစားလိုက်တယ် ပြဿနာဖြေရှင်းနေဆိုတဲ့နေရာမှာရိုင်းရိုင်းဆိုင်ဆိုင်ဖြေရှင်းတာဖြစ်ရင်ရင်ကြီးကြီးဖြေရှင်းတဲ့ဤကိုမင်းရွေးပြီးတော့သုံးပြတယ်မင်းပြောပေါ့ကျွန်တော်မှပတ်စံမရှိဘူးဒါနဲ့ကျွန်တော်ဘိုက်စားတယ်ကျွန်တော်ကြွေးပါခင်ဗျာသမင်းတယ်ကကြွေးမှာပေါ့မြန်မာလူမျိုးတွေပဲမရိုင်းပါဘူးကွာ အဖေပဲကျွန်တော်ကိုရောကိုတတ်မယ်ဆိုတင်ပေးထားရမလားကျွန်တော်ရှိမှရှိရအားလူတယောက်ရိုက်ရတဲ့တတ်တည်ပဲကျွန်တော်အဲ့ဒီနဲ့ဖြေရှင်းလိုက်တယ်အဲ့ဒီကဘယ်ကောင်းကကျွန်တော်ပတ်စံလာမတောင်းရဘူး ကြောက်လေးမျိုးမင်းကိုလိန်မာရေးကြရှိအောင်ငါစောင့်မနေတာမင်းကဖေကိုပြန်ပြောနေတယ်မင်းမိုက်ရဲတာရဲတာတတ်တိမဟုတ်ဘူးအဲ့ဒါမိုက်မဲတယ်လို့ခေါ်တယ်အဲ့ဒါမိုက်ရိုင်းတယ်လို့ခေါ်တယ်သားသမီးမကောင်းတော့မိဘကောင်းတဲ့မင်းတို့အသုံးမကျတဲ့အဖေတွေမိတွေမှာလာထိတယ်မင်းနားလဲလား တော်ပြီဗျအဲ့တော့အိမ်မှာတွင်းမစားကြတယ်အိမ်မှာတွင်းစားပြီဆိုအဖေကတစ်မျိုးအမေကတစ်မျိုးမိဘလို့စားထိုင်စားရဆိုပြီးတိတ်ပြောနေတာခမင်းတစ်လုံးဒုတ်ချက်တာဒါပဲနေအိမ်မှာမနေတော့ အော်ဒီကောဟဲ့ဒါပဲလားညို